တကယ်ကိုပဲစွမ်းစွမ်းတမရွရွချွန်ချွန်အထုတ်နေတဲ့ပုဂ္ဂိုလ်တွေတာမညာပုဂ္ဂိုလ်တွေမဟုတ်အဲ့ဒီလိုပုဂ္ဂိုလ်တွေကိုတောင်မြတ်စွာဘုရားဘာလို့တာကြွပြီးတော့တရားဟောတာဒီချက်လေးကိုစဉ်းစားသိခြင်းနဲ့အများကြီးပါပဲဒီလိုဖြစ်ဖြစ်တယ်မြတ်စွာဘုရားလက်ထက်ကနောက်သူတရားကြိုးစားနေတယ်အဲ့ဒါမြတ်စွာဘုရားတချို့ဆိုရင်ဟိုဥမာပေးရမယ်ဆိုရင်အများကြီးရှိပါတယ်နောက်ကိတာဂေါရမီတို့ပြီးတော့ပတာစာရီတို့အောက်ခြေဆေးနေရင်းနဲ့နောက်ရေတွေကစီးကြပြီးတော့မြေကြီးထဲဝင်သွားတာပျောက်ကွယ်သွားတာအဲ့ဒါကိုကြည့်ပြီးတော့သူ့စိတ်ထဲမှာအနိစ္စသဘောကိုမြင်နေပေါ့အဲ့ဒီအချိန်မှာမြတ်စွာဘုရားကြွပြီးတော့တရားဟောတာကိုနားပြီးတော့ဘာဖြစ်တော့တရားသူပို့ပြီးတော့အစင်းမြင့်မြင့်ရသွားတာဒါအရင်စဉ်းစားကြရကောင်းတဲ့အချက်တွေပေါ့နော်ဒါကြောင့်တရားနာတာကိုပေါ့တန်တန်သဘောမထားစေချင်ဟောတရားဆိုတာအထုမှရတာပါဟုတ်တယ်အဲ့ဒါတော့မှန်တယ်အထုမှရတာပါသို့တော့နာယူခြင်းရဲ့အခန်းကဏ္ဍကိုလည်းပေါ့ပြီးတော့မတွက်စေချင်ဘူးပေါ့နော်မြတ်စွာဘုရားကိုယ်တော်တိုင်ကြွပြီးတော့တရားဟောတာကိုနာယူရလို့တရားသူတရားမြတ်ကိုလွယ်လွယ်ကူကူရကြတာကိုထောက်ဆသောအဖြစ်တရားဟောခြင်းတရားနာခြင်းရဲ့အခန်းကဏ္ဍဟာလည်းအလွန်တရာမှတော့အရေးပါတယ်ဆိုတာကိုစဉ်းစားမိဖို့ပြောပြတာဟုတ်လားအဲ့တော့ဦးဇင်းတို့ဒီနေ့ညနော်ပေတတို့ကိုဘယ်လိုတရားဒေသနာမျိုးကိုဟောပြခြင်းလဲဆိုတော့ယောနိသောမနတိကာရဆိုတဲ့စကားလုံးလေးအဓိပ္ပာယ်ကိုလူတိုင်းနားလည်ပြီးသားဖြစ်မလို့ထင်တယ်နှလုံးသွင်းမှန်ကန်ခြင်းပေါ့နော်တင်လျောက်ပတ်လျောကအောင်နှလုံးသွင်းဆင်ញင်တတ်တာအဲ့ဒီယောနိသောမနတိကာရကဘယ်လောက်တောင်တန်ဖိုးရှိလဲဆိုလို့ရှိရင်ယောနိသောမနတိကာရရှိနေလို့ရှိရင်အကုသိုလ်ဖြစ်เสียကောင်းတဲ့အနေအထားမျိုးမှာတောင်မှကုသိုလ်ဖြစ်နိုင်တယ်ယောနိသောမနတိကာရနှလုံးသွင်းမှမယ်ဆိုရင်အကုသိုလ်ဖြစ်เสียအလွန်ကောင်းတဲ့အနေအထားမျိုးမှာတောင်မှကုသိုလ်ဖြစ်နိုင်တယ်အဲ့ဒီယောနိသောမနတိကာရနှလုံးသွင်းမမှန်ဘူးယောနိသောမနတိကာရရှိမနေဘူးဆိုရင်တော့ကုသိုလ်ဖြစ်เสียကောင်းတဲ့အနေအထားမျိုးမှာတောင်မှအကုသိုလ်ဖြစ်နိုင်တယ်ဘယ်လောက်အရေးပါလဲနော်နှလုံးသွင်းမှန်ကန်မှုဟာနော်ကုသိုလ်ဖြစ်ခြင်းမှာအလွန်တရာအရေးပါတဲ့အကြောင်းတရားဒီမကအာယုန်တွေကဘာပဲဖြစ်လို့နေဘလို့အတွေ့အကြုံတွေပဲတွေ့ကြုံရလို့နေနှလုံးသွင်းတာမှန်နေမယ်ဆိုလို့ရှိရင်အဲ့ဒါကုသိုလ်ဖြစ်နိုင်နှလုံးသွင်းမမှန်ဘူးဆိုလို့ရှိရင်ဒီမကအာယုန်တွေဘလို့ကောင်းကောင်းနော်ဘလို့အခြေအနေကောင်းနေတယ်ပဲတွေ့ရကြုံရအကုသိုလ်ဖြစ်နိုင်တယ်အဲ့ဒါကုသိုလ်ဖြစ်ခြင်းအကုသိုလ်ဖြစ်ခြင်းမှာအဓိကကဘာလဲလို့မင်းအဲ့ဒီယောနိသောမနတိကာရရှိခြင်းမရှိခြင်းပဲလက်ခံရမယ်ထင်ပါတယ်နော်အဲ့ဒီယောနိသောမနတိကာရရဲ့အကြောင်းကိုဒီနေ့ညအရင်နဲ့ပြောပြမယ်ပေါ့နော်ဒီဒေသနာမှာမြတ်စွာဘုရားကယောနိသောမနတိကာရကိုဘယ်လိုဟောလဲဆိုတော့ကိုယ့်ရဲ့စိတ်ကိုလိမ္မာအောင်ယဉ်ကျေးအောင်ဆုံးမတဲ့နေရာမှာမဖြစ်မနေအသုံးပြုရမယ်လက်နဲ့ဖြစ်တယ်လို့ဟောတယ်နော်စိတ်ကိုဆုံးမတဲ့နေရာမှာယောနိသောမနတိကာရမပါဘဲနဲ့ဆုံးမလို့မရအောင်အဲ့ဒီရှုတော်ကနေမြတ်စွာဘုရားဒီဒေသနာလေးကိုဟောတာအဲ့တော့ဦးဇင်းကဒီယောနိသောမနတိကာရရဲ့စွမ်းရည်တတိကိုပြောမယ်ဆိုတော့ဒီစိတ်ကိုဆုံးမတဲ့နေရာမှာသူကအစွမ်းထက်တဲ့လက်နဲ့ဖြစ်တယ်ဆိုတဲ့စကားနဲ့ဆက်ပြီးတော့စိတ်ဟာဘယ်လိုသဘောရှိလဲနော်စိတ်ကိုဆုံးမဖို့လိုအပ်တယ်ဆိုတဲ့နေရာမှာဘာကြောင့်ဆုံးမဖို့လိုအပ်တာလဲအဲ့ဒီကစပြီးတော့ပြောကြည့်ခြင်းနဲ့ပေါ့နော်ဦးဇင်းတို့ဓမ္မပဒပါဠိတော်စိတ်တဝတ်ထဲမှာစိတ်နဲ့ပတ်သက်ပြီးတော့ဒေသနာတွေအများကြီးမြတ်စွာဘုရားဟောထားတယ်အဲ့ဒီတဲကဂါထာတဲ့ဘုဘာဟောပြထားလဲဆိုတော့ဒုံနိဂဟတလဟုနောယထကာမနိပါတိနောစိတ်တတဓမ္မထောတာတို့စိတ်တန်တန်တန်ဒုက္ခဝဟဒီဂါထာလေးမှာမြတ်စွာဘုရားစိတ်ရဲ့သဘာဝလေးကို၃မျိုးပြောပြတယ်စိတ်ဆိုတာတဲ့ဒုံနိဂဟတနိုင်ဖို့ခက်တယ်တဲ့သူ့ကိုပိုင်နိုင်ကိုင်တွယ်ဖို့ခက်တယ်တဲ့နှိမ်နှင်းဖို့မလွယ်ဘူးစိတ်ဟာတောင်းကျမ်းတယ်ဆိုးသွမ်းတယ်နော်ဒုံနိဂဟတသူ့ကိုဆုံးမဖို့နှိမ်နှင်းဖို့မလွယ်ဘူးခက်တယ်တဲ့ဒါလူတိုင်းမှာဒီခံစားချက်ရှိမယ်နော်ကောင်းတယ်ထင်ပြီးတော့မလုံးနိုင်ဘူးမကောင်းဘူးလို့သိပါရဲ့နဲ့စိတ်ကိုမနိုင်လို့လုံးမိတာရှိတယ်နော်စိတ်ဟာဘယ်လောက်ကင်တွယ်ဖို့ခက်လဲဆိုတာလေးနော်သိတယ်နော်အသိတွေကရှိတယ်ဒါကောင်းတယ်နော်သိပါလေနဲ့စိတ်ကိုမနိုင်လို့မလုံးနိုင်မပြောနိုင်မတွေးနိုင်ဒါမကောင်းဘူးသိတယ်သိပါလေနဲ့စိတ်ကိုမနိုင်လို့လုံးမိတယ်ပြောမိတယ်တွေးမိတယ်ဒါတွေမရှိဘူးလားရှင်နော်
ဒါကြောင့်စိတ်ဆိုတာဒုံနိဂဟတနိုင်ဖို့အလွန်ခက်တယ်တဲ့ပြီးတော့ဗာပြောတော့လဟုနောတဲ့အလွန်လဲမြန်မြန်ဆန်ဆန်ဖြစ်တဲ့သဘောရှိတယ်ခုတစ်မျိုးတော်ကြတစ်မျိုးဆိုတာလူမအစ်စ်ပဲဟုတ်လားအခုကောင်းကောင်းဖြစ်နေတယ်ပြီးရင်ဘယ်ချိန်မကောင်းတာဖြစ်လိုက်မှတော့ကိုမသိဘူးဘုရားဝတ်တက်နေရင်လည်းပဲဘုရားတွေးရင်တွေးမိနေတာပဲနော်ကောင်းတာတွေလုပ်နေရင်လည်းမကောင်းတာတွေကရောက်နေတာတကားလေးနော်တော်တော်ကိုဇလန်းကြီးရှည်သွားမှငါတော်တော်မဟုတ်တာတွေတွေးမိနေပါလားလို့သိတာညံ့နေနော်သူဟာလှစ်ကနေနေတယ်ကောင်းတာလုပ်ရင်မှမကောင်းတာကိုတွေးတာမဟုတ်ဘူးမကောင်းတာတွေလုပ်ရင်လည်းကောင်းတဲ့နေရာချင်းလည်းရောက်နေတာခမခက်တယ်နော်လူကမကောင်းတဲ့နေရာရောက်နေပြီမလို့စိတ်ကကောင်းတာတွေးရင်လည်းတွေးနေမိတယ်ဟုတ်လားအယမ်းမြန်တယ်ပေါ့နော်လဟုနောမြန်တယ်နောက်ဖြစ်ချင်းပြည့်ချင်းဖြင့်လည်းပဲမြန်တယ်အပြောင်းအလဲအဖြစ်လည်းပဲမြန်တယ်ဒါကိုပြောတာနော်နိုင်ဖို့ခက်တယ်အလွန်လည်းမြန်တယ်ပြီးတော့ဗာပြောတော့ယထာကာမနိပါတိနောတဲ့သူရောက်ချင်တဲ့နေရာကိုရောက်သွားတဲ့သဘောရှိတယ်တဲ့စီကံမရှိဘူးဗျံမရာဆန်တယ်နော်ဒီနေရာကငါမတွေးသင့်ဘူးဒီလိုအတွေးမျိုးငါအရွယ်နဲ့ငါအချင်းနေနဲ့မဖြစ်သင့်ဘူးမတွေးသင့်ဘူးမကြံသင့်ဘူးအဲ့လိုမျိုးနော်နှိုင်းရှင်တဲ့သဘောစဉ်းစားဆင်ခြင်တဲ့သဘောကင်းတယ်ပေါ့သူရောက်ချင်ရောက်သွားတာပဲကိုရောက်သွားတဲ့နေရာကိုလည်းဘယ်သူမှသိနိုင်တာမဟုတ်တဲ့အတွက်ကြောင့်အရင်လည်းလွတ်လပ်တဲ့သဘောရှိတယ်လို့လည်းပဲထင်ရှားရှိတယ်ပေါ့နော်တွေးကြတယ်တွေးရအောင်မသိတော်တဲ့နေရာကိုနော်ခဏခဏရောက်တဲ့သဘောရှိတယ်ဟုတ်လားစိတ်ရဲ့သဘာဝ၃ချက်ပြောတယ်နော်ဒုံနိဂဟတနိုင်ဖို့ခက်တယ်လဟုနောအလွန်မြန်တယ်ယထာကာမတိပါတိနောရောက်ချင်တဲ့နေရာကိုဘယံမတာရောက်သွားတဲ့သဘောရှိတယ်တင့်တော်ဤမတင့်တော်ဤဝေဘာနှိုင်းချိန်တာတွေဘာမှမရှိဘူးတဲ့စိတ်ရဲ့သဘောအဲ့လိုလေးမြတ်စွာဘုရားစိတ်ရဲ့သဘာဝလေးကိုပြောပြပြီးတော့ပါတိုက်တွန်းထားတော့စိတ်တတဓမ္မထောတာတို့စိတ်တတအဲ့လိုသဘောရှိတဲ့စိတ်ကိုနော်ဓမ္မထောယဉ်ကျေးအောင်ဆုံးမခြင်းဒီတာတို့ကောင်းတယ်တဲ့နော်စိတ်ကိုယဉ်ကျေးအောင်ဆုံးမရင်အလွန်ကောင်းတယ်တဲ့ဒီနေရာမှာစိတ်ယဉ်ကျေးတယ်စိတ်ရိုင်းဆိုင်နေဆိုတာဘာလဲဒါတော့နားလည်ဖို့လိုတာနားတော့လေပြီးသားဖြစ်မလို့ထင်အခုဘုရင်ပြောမဲ့တရားစကားတွေကိုပေးတဲ့တို့အကုန်လုံးကြားဘူးပြီးသားနားလည်ပြီးသားဖြစ်မှာတွေကြီးပဲလို့ဦးဇင်းကထင်ပါတယ်ဒါနဲ့ဘာလို့ပြောရတာတော့ဘုံဘုံတော့ဘာလို့ပြောရတာလဲဆိုတချို့သိတာလေးတွေကမေ့နေတယ်ဟုတ်လားနော်ပြန်ပြီးတော့မစဉ်းစားမိတာရှိတယ်နော်အဲ့တော့တချို့တရားဒေသနာကမသိသေးတာကိုသိအောင်ပြောတာရှိတယ်တချို့ဟာသိပြီးသားကိုထပ်ပြီးတော့သတိရအောင်ပြောရတာရှိတယ်နော်အပ္ပမဒိနတမ္ပါဒိဋ္ဌဆိုတဲ့အဆုံးအမကိုမြတ်စွာဘုရားနေတိုင်းဟောတယ်လို့ကြားဘူးတယ်မဟုတ်လားဘာလို့နေတိုင်းဟောတာမေ့နေလို့ဟုတ်လားမနေ့ကဟောပြီးသားပဲလေဒီနေ့ကလည်းဟောပြီးသားသိတာပေါ့ဟုတ်လားသိပြီးသားဘာလို့ထပ်ဟောတာတော့မေ့နေလို့နော်သူ့ကိုသတိပေးတာဟုတ်လားဒါအရေးပါတဲ့စကားထပ်ခါပြောရတဲ့သဘောရှိတယ်ဟုတ်တယ်မဟုတ်လားဒါကြောင့်တရားတွေကတော့သိပြီးသားတွေကြီးပဲနော်သို့တော်လည်းပဲဘာလို့ဖို့လို့တော့အမှတ်ရဖို့လိုတယ်စဉ်းစားမိဖို့လိုတယ်ဟုတ်လားခွေကိုနာတာနဲ့ဘုန်းကြီးကရှေ့ကထိုင်ပြောတာကိုနားထောင်တာလည်းပဲခံစားချက်ချင်းတော့ချွတ်ချွတ်ကြီးမတူနိုင်ဘူးနော်အဲ့ဒါလည်းဟုတ်လားနော်အေးအဲ့ဒါဦးဇင်းတို့အခုပြောတာတွေအလုံးနားလည်ထားကြပြီးသားများမှာပါနော်ခုဒီမှာမြတ်စွာဘုရားကစိတ်ကိုလိမ္မာအောင်ယဉ်ကျေးအောင်ဆုံးမခြင်းဒီကောင်း၏လို့ပြောတယ်နော်အဲ့ဒါစိတ်လိမ္မာတယ်စိတ်မလိမ္မာဘူးစိတ်ယဉ်ကျေးတယ်စိတ်မယဉ်ကျေးဘူးဆိုတာဘာကိုပြောတာတော့လောဘဒေါသမောဟနဲ့တကွဖြစ်တဲ့စိတ်ကိုမလိမ္မာတဲ့စိတ်ရိုင်းဆိုင်တဲ့စိတ်လို့ပြောတယ်နောက်အလိုဆန္ဒတွေဖြစ်နေတဲ့အချိန်မကျေနပ်မှုတွေဖြစ်နေတဲ့အချိန်တွေ့ဝေနော်မိုက်မဲနေနေတဲ့အချိန်နော်တတိမပါညာပါပဲနဲ့ဖြစ်လို့ဤနေနေတဲ့အချိန်မောဟနဲ့နေအဲ့ဒါပါလေရိုင်းဆိုင်တဲ့စိတ်ပေါ့နော်မလိမ္မာတဲ့စိတ်နော်အလောဘအဒေါသအမောဟနဲ့ရှင်တဲ့စိတ်ကိုဒါယဉ်ကျေးတဲ့စိတ်လိမ္မာတဲ့စိတ်လို့ခေါ်တာဆွလွတ်မှုနဲ့ရှင်တဲ့စိတ်ပေါ့နော်မလိုချင်ဘူးမရချင်ဘူးမဖြစ်ချင်ဘူးဘဝကိုနားလေတယ်ဒါတွေကကောင်းတဲ့အရာတွေမဟုတ်ဘူးလို့နားလေပြီးတော့ဆွလွတ်နိုင်တဲ့သဘောနော်ရချင်လိုချင်တဲ့စိတ်မပါဘူးရချင်လိုချင်တာရချင်လိုချင်လောက်အောင်ကောင်းတဲ့အရာဘာမှမရှိဘူးလို့သူနားလေတယ်ဆိုတဲ့သဘောမျိုးပေါ့နော်ပြီးတော့ပါတော့အတောဒမေတ္တာသဘောတတ္တဝါတွေပေါ်မှာချမ်းသာစေခြင်းနဲ့ကောင်းစေခြင်းနဲ့မကျေနပ်တာစိတ်တိုင်းမကြတာမရှိဘူးနားလေတယ်ကောင်းစေခြင်းနဲ့ဟုတ်လားအမောဟဘဝခန္ဓာရဲ့အကြောင်းကိုကောင်းကောင်းသိတယ်မှန်မှန်သိတယ်နော်ဒီလိုမျိုးအလောဘဆိုတဲ့စွန့်လွတ်လိုတဲ့စိတ်နဲ့ရှင်နဲ့အဒေါသဆိုတဲ့မေတ္တာနဲ့ရှင်နဲ့အမောဟဆိုတဲ့ပညာနဲ့ရှင်နဲ့ဒီလိုစိတ်မျိုးကိုဘယ်လိုပြောမှာတော့လိမ္မာတဲ့စိတ်ယဉ်ကျေးတဲ့စိတ်တနည်းအားဖြင့်အရှိတွေးရှိတဲ့စိတ်အဲ့တော့မြတ်စွာဘုရားရိုင်းဆိုင်တဲ့စိတ်ဟာတော့ကောင်းကျိုးချမ်းသာကိုမဖြစ်စေနိုင်ဘူး
လိမ္မာရင်ကြီးတဲ့စိတ်ဟာကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တယ်ဆိုတာကိုဒါလိုက်ဘလို့နားလည်ရမလို့လောဘဒေါသမောဟနဲ့တကွဖြစ်တဲ့စိတ်သည်အချမ်းသာစီကိုဆင်းရဲစေတယ်အလောဘအဒေါသအမောဟနဲ့တကွဖြစ်တဲ့စိတ်သည်ချမ်းသာစေတယ်မဆင်းရဲစေဘူးဒါကြောင့်မလို့စိတ်ကိုလိမ္မာရင်ကြီးအောင်ဆုံးမခြင်းကောင်းတယ်လို့ပြောတာစိတ်တတ္တဓမ္မထောတာလို့နော်